အိန္ဒိယနိုင်ငံမှာရှိတဲ့ Taj Mahal ကိုလူတိုင်းသိကြပေမဲ့ဘာရည်ရွယ်ချက်နဲ့စောက်ထားလဲဆိုတာတော့သိရလူသိမရှိကြပါဘူး။ Agra မြို့နားမှာစောက်ထားတဲ့ Taj Mahal ကိုလူများစွာလဲပတ်ပြီးရင်ခုန်စရာကောင်းတဲ့အချစ်ဇလန်းတွေကိုတွေ့မြင်ရမှာပါ။ Taj Mahal ဆိုတာဖာရှန်လိုနန်းတော်တွေရဲ့တရဖူလို့အဓိပ္ပာယ်ရပါတယ်။ Taj Mahal ကိုလွန်ခဲ့တဲ့နှစ်350ခန့်ကအိန္ဒိယနိုင်ငံရဲ့ Empire ဖြစ်တဲ့ Shah Jahan ကသူချစ်ရတဲ့ဇနီးသည် Mumtaz Mahal ဆုံးပါသွားတဲ့အတွက်ဆောက်လုပ်ခဲ့တာပါ။ Shah Jahan ကသူ့အသက်15နှစ်မှာသူ့ဇနီးလောက်နဲ့စတင်တွေ့ဆုံခဲ့တာပါ။နောက်9နှစ်အကြာ1612ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။သူတို့ရဲ့အိမ်တော်ကြီးကပျော်ဖို့ကောင်းခဲ့ပြီးအချင်းချင်းတငယ်ချင်းအနေရောအိမ်တော်ဘက်အနေပါချစ်ခင်နှစ်သက်ကြပါတယ်။ Empire ကသူ့ဇနီးတဲ့အတွက် Mumtaz Mahal လို့ဖွဲ့ပေးခဲ့ပါတယ်။နန်းတော်တွေကိုရွေးချယ်ခံရတဲ့သူလို့အဓိပ္ပာယ်ရပါတယ်။သူတို့နှစ်ယောက်ကသားသမီး14ယောက်ထွန်းကားခဲ့ပါတယ်။1931ခုနှစ်မှာနောက်ဆုံးကလေးမီးဖွားရနဲ့အသက်ဆုံးရှုံးခဲ့ရတာပါ။ Shah Jahan ကစိတ်မကောင်းဖြစ်ပြီးသူ့ဇနီးတဲ့အတွက်ယမုနာမြစ်ဘေးမှာ Taj Mahal ကိုစောက်ခဲ့တာဖြစ်ပါတယ်။ Taj Mahal ကို1632ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပါတယ်။ဆောက်လုပ်ရေးအလုပ်သမားပေါင်း2000ကျော်နဲ့တည်ယူပို့ဆောင်ရေးအတွက်စင်အကောင်ရေး1000ကျော်သုံးခဲ့ရပါတယ်။ Taj Mahal ကိုပါရှန်အိန္ဒိယပြည်သူ့ကလက်ရာတွေကိုမြင်ညမ်းပြီးဆောက်လုပ်ထားတာပါ။ Taj Mahal ကိုအဖြူရောင်စကြင်ကျောက်တွေကြောက်မြတ်ရတနာတွေနဲ့အလှဆင်ထားတာဖြစ်ပြီးဆောက်ဖို့12နှစ်ကြာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါနဲ့မပြီးသေးပါဘူး။သူ့ပတ်ဝန်းကျင်မှာပန်းခြံတွေရေတံခွန်တွေရေပန်းတွေဗလီနဲ့မြို့ရိုးတိုင်းတွေဆောက်ဖို့10နှစ်ကျော်အချိန်ထပ်ယူရပြီးစုစုပေါင်းအချိန်22နှစ်ကျော်ကြာခဲ့ပါတယ်။ဆောက်လုပ်ဖို့ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ$8280ကုန်ကျခဲ့ပါတယ်။ Shah Jahan ကသူဆုံးပါသွားရင်မြစ်ရဲ့တစ်ဖက်ကမ်းမှာသူ့အတွက်အမဲရောင်စကြင်ကျောက်နဲ့လုပ်ထားတဲ့ဒုတိယ Taj Mahal လုပ်ဖို့ကြံစည်ခဲ့တာပါ။ဒါပေမဲ့သူသားနန်းတက်လာပြီးတော့သူ့ကြံစည်အတိုင်းမဖြစ်ခဲ့ပါဘူး။သူ့ကို Taj Mahal ထဲမှာသူဇနီးဘေးမှာဂူသွင်းခဲ့ခြင်းခံခဲ့ရပါတယ်။ထူးခြားချက်ကတော့ Taj Mahal ရဲ့ခောက်ချိုးမညီတဲ့နေရာကအုပ်ကူနှစ်ခုထားတဲ့နေရာပဲရှိပါတယ်။ Shah Jahan နဲ့သူ့မိဖုရားကအပေါ်ကလူတွေကြည့်လို့ရတဲ့နေရာမှာဂူသွင်းထားတာမဟုတ်ပဲ Taj Mahal ရဲ့အောက်မှာမြုပ်နှံထားတာဖြစ်ပါတယ်။ရာစုနှစ်များစွာကျော်ဖြတ်လာတဲ့ Taj Mahal ကအိန္ဒိယနိုင်ငံရဲ့ခရီးသွားဆွဲဆောင်တဲ့နေရာတစ်ခုအဖြစ်ထာဝရတည်ရှိနေတဲ့အချက်ဇာတ်လမ်းကိုမြင်တွေ့ရမယ့်နေရာတစ်ခုအဖြစ်တည်ရှိနေပါတော့တယ်။ဒီလိုဗီဒီယိုမျိုးလေးကြရင် Lanafine Channel ကို Like and Subscribe လေးလုပ်ပေးကြပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။